နောက်ပြီးတော့ဟိုနန်းတွေရဲ့အခြေခံအမျိုးသမီးကိုအင်ကြီးစောက်ထဲကနေပြီးတော့လည်းကြည့်လို့ရအောင်လို့နံပါတ်ကလေးကိုလည်းပြပေးထားမယ်နော်စာမျက်နှာ31နော်စာမျက်နှာ31ကပခုံးပြောက်အင်ကြီးဆွဲနေဒါလေးကိုရှင်းပြရင်းနဲ့တခါတည်းချုပ်ပြီးတော့ညှက်ပြချုပ်ပြပေးမယ်တွက်ပြပေးမယ်ပခုံးက14ခွဲပခုံးဆိုရင်ဘာလုပ်ရမလဲဆိုတော့2နဲ့စားရမယ်9လက်မနဲ့2စိတ်ရမယ်ဒီအင်ကြီးပုံလေးကကြတော့လက်ဖောင်းလေးဆိုတော့ဘာမှပေါင်းလို့ရမလို့9လက်မနဲ့2စိတ်နဲ့ဆွဲမယ်ရင်က32အပွားစာ3လက်မပေါင်းမယ်35ကို4နဲ့စားမယ်4 8လီ32 3လက်မကျွင်းမယ်3လက်မကျွင်းရင်6စိတ်ချုပ်စာက1လက်မပေါင်းမယ်9လက်မနဲ့6စိတ်နဲ့ဆွဲမယ်ခါက26ဆိုတော့4နဲ့စားမယ်4 6လီ24 2လက်မကျွင်းတော့4စိတ်ချုပ်စာက1လက်မထောက်စာက1လက်မပေါင်းမယ်8လက်မနဲ့4စိတ်ရမယ်တင်ရ28တင်28ကို4နဲ့စားမယ်4 9လီ28ခုနှစ်ချုပ်စာက1လက်မထောက်စာက4စိတ်ပေါင်းမယ်သူကလည်း8လက်မနဲ့4စိတ်အရှိရ16 2လက်မပေါင်းမယ်အရှိဆိုရင်18နဲ့ဆွဲမယ်ကျောကျယ်က73ခွဲကို2နဲ့စားတော့6လက်မနဲ့6စိတ်ရမယ်ချုပ်စာက4စိတ်ပေါင်းမယ်ဆိုရင်9လက်မနဲ့2စိတ်ရင်ကျယ်ကကြတော့17ခွဲ2နဲ့စားမယ်5လက်မနဲ့6စိတ်ရမယ်ချုပ်စာက4စိတ်ပေါင်းမယ်6လက်မနဲ့2စိတ်လက်ရှိက8ဆိုတော့လက်ရှိကိုကြတော့ချုပ်စာနဲ့ဟိုနင်းစာနဲ့2လက်မပေါင်းမယ်30ဒါလေးကခဏမှတ်ထားမယ်နော်ပြီးလို့ရှိရင်ကြတော့ပခုံးပြောက်ဆွဲပြီးတော့မှဒီမှာပခုံးပြောက်ပုံကကြတော့ဒီလိုပုံစံလေးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီမှာပခုံးမြင်းရဆွဲပြီးတော့ပို့ဘယ်လိုလဲကွာ4လက်မဆင်းမယ်ဘယ်နှလက်မဆင်းမယ်ဆိုတာရှိတယ်အဲ့ဆင်းတဲ့ဟာနဲ့ကြံတဲ့ပခုံးလေးနဲ့ပေါင်းပြီးတော့မှလက်အရှိကိုထပ်ဆွဲပေါင်းပြီးဆွဲပြရမယ်စောက်တဲ့ပုံနေနီးမှာကြတော့ဒါအတိုင်းတွေတွက်ပြီးသွားပြီတို့ကရှင်ရဘယ်လောက်နဲ့လဲဆိုတော့32ရင်30လက်မထဲအောက်ရောက်တယ်ဆိုရင်လေဘင်းကို3လက်မနဲ့4စိတ်ပတ်လက်ဖောက်ပေးရမယ်ရင်30ကနေပြီးတော့33ဆိုရင်4လက်မပတ်လက်ဖောက်ပေးရမယ်ရင်33ကနေ35ဆိုရင်4လက်မနဲ့4စိတ်ဖောက်ပေးရမယ်ရင်35ကနေ40ဆိုရင်5လက်မပတ်လက်ဖောက်ပေးရမယ်ဒါလေးကိုဒီပုံသေးနည်းလေးကိုကြည့်ထားနော်အခုဆွဲပြရင်လည်းတခါတည်းရှင်းပြသွားပြီမယ်စစချင်းဘာလုပ်ရမလဲဆိုတော့ပခုံးမြင်းဆွဲမယ်ပခုံးမြင်းစုံကနေ6စိတ်ဆင်းမယ်ပြီးလို့ရှိရင်ပခုံးမြင်းထိတ်ကနေအရှိမြင်းဆွဲရမယ်အရှိမြင်းပေါ်မှာတင်အမှတ်ကိုမှတ်ထားမယ်ပခုံးစုံကနေပြီးတော့6လက်မဆင်းမှရင်မြင်းရှိမယ်14လက်မမှာခါမြင်းရှိမယ်ဒါကအခြေခံပုံတွေနီးမှာသိပြီးသားနော်ပခုံးစုံကနေပြီးတော့ထောက်မှန်မြင်းပေါ်ကိုဂျိုင်းတိုင်းရှာမယ်ဆိုတာလဲငကိုပုံတွေနီးတိုင်းပဲပြီးတော့မှလက်ပင်ဖောက်ပြီးတော့ပခုံးပြောက်ဆွဲနည်းလေးကိုရှင်းပြပေးမယ်စချင်းပခုံးမြင်းလေးဆွဲမယ်ပခုံးမြင်းကဘယ်လောက်လဲ9လက်မနဲ့2စိတ်နော်9လက်မနဲ့2စိတ်ကိုဒါပထမဆုံးကတော့ဒီမြင်းလေးပဲဆွဲထားမယ်နော်9လက်မနဲ့2စိတ်ပြီးလို့ရှိရင်ပခုံးဆုံးကနေပြီးတော့6စိတ်ဆင်းတယ်ဒါကပထမအခြေခံလက်ပင်တိုင်းပဲသွားမယ်3လက်မနဲ့ခဏဆွဲထားမယ်ဒီမှာပခုံးမြင်းဆွဲမယ်နော်ပခုံးမြင်းဆွဲပြီးသွားလို့ရှိရင်ရှင်ဒီမှာကပုံသေးနီးတိုင်း9လက်မမှာရှင်ရှိမယ်14မှာခါရှိမယ်သူလို့ချင်းတဲ့အရှိက16ဆိုတော့2လက်မပေါင်းထားတော့18ဒီမှာတင်မြင်းအောက်ခြေမှာတင်မြင်းဆွဲမယ်လို့ပြောထားတယ်တင်ရဘယ်လောက်လဲ8လက်မနဲ့4စိတ်ဒီမှာတင်မြင်း8လက်မနဲ့4စိတ်ဆွဲမယ်ပြီးလို့ရှိရင်ဒီမှာကခါမြင်းခါကလည်း8လက်မနဲ့4စိတ်ဆိုတော့ဒီမှာ8လက်မနဲ့4စိတ်ရှာမယ်တင်နေရတင်ရဒီမှာတင်မြင်းဆွဲမဲ့နေရာမှာတင်ရဘယ်လောက်လဲဆို9လက်မနဲ့6စိတ်နော်9လက်မနဲ့6စိတ်ဆိုတော့ဒါ9လက်မနဲ့ဒီမှာ6စိတ်ဒီနေရာနေပြီးတော့တင်မြင်းကြတော့ထောက်မှတ်လေးဆွဲမယ်အပေါရှင်မြင်းကြတော့ထောက်မှတ်လေးဆွဲထားမယ်ဒီရှင်မြင်းပေါ်မှာအခြေခံပုံနေသည့်အတိုင်းပဲဘယ်လောက်လဲ9လက်မနဲ့6စိတ်ဆိုလို့ရှိရင်10မပြည့်လို့1လက်မဂျိုင်းကဘယ်လောက်ဖြစ်မလဲဆိုတော့ဂျိုင်းကရှင်နေကနေပြီး9လက်မနဲ့6စိတ်ဆိုလို့ရှိရင်ဘယ်လောက်နှုတ်မလဲ1လက်မနဲ့6စိတ်နှုတ်မယ်ရှင်က8လက်မနဲ့ဆွဲမယ်ဂျိုင်းက8လက်မနဲ့ဆွဲမယ်
အဲ့တော့ဒီပခုံးဆုံးကနေပြီးရှစ်လက်မနဲ့ရောက်ရှစ်လက်မရောက်တဲ့နေရာကိုရင်မြင်းမှာရှာမယ်ဒီမှာရှစ်လက်မအဲ့တော့မှရင်မြင်းပုံသေးရဘယ်လောက်ဖြစ်သွားမလဲဒီနေရာကရင်မြင်းဖြစ်သွားပြီကဲပြီးရင်ဒါခဏထားမယ်ရင်မြင်းရပြီဆိုလို့ရှိရင်ခါရယ်ဂျိုင်းနဲ့ဆက်မယ်နောက်ခါနဲ့တင်နဲ့ဆက်မယ်အောက်တင်မြင်းအောက်ခြေရနေပြီးတော့တစ်လက်မတက်ပြီးလို့ရှိရင်တဝက်မှာခါမြင်းဆွဲမယ်တကယ်လို့ခတ်တိုဖြစ်တယ်ဆိုရင်အများကြီးမတက်ချင်ဘူးဒဲထားချင်တဲ့လူလည်းရှိတယ်အဲ့ဒါဆိုဒဲထားလို့ရတယ်ဒဲမထားချင်ဘူးနည်းနည်းလေးပဲတက်ချင်တယ်ဆိုလဲ၄စိတ်ပဲတက်လို့ရမယ်သူကခါတိုတဲ့အတွက်နော်တလက်မှာ၄စိတ်ဒဲသွားလို့ရတယ်ကြိုက်တဲ့နေရာကိုတုံသွားလို့ရတယ်ကဲဒါလေးရပြီဆိုလို့ရှိရင်ဒီမှာမရှိမလဲဆိုတော့ဂျိုင်းမြင်းရပါပြီအကုန်လုံးရပြီဆိုလို့ရှိရင်ဒီကနေပြီးတော့အခုပုံသေးနည်းထဲမှာရှင်30နဲ့33ဒီမှာရှင်32ကရှင်30နဲ့33ဂျားမှရှိတဲ့အတွက်ဘယ်လောက်လဲ4လက်မပတ်လဲလေပင်ပေါက်ဖောက်ခါအဲ့တော့လေပင်ပေါက်4လက်မပတ်လဲဖောက်ရင်ဒီပခုံးညနေပြီးတော့4လက်မဒီမှာမှတ်မယ်ပတ်လဲဆိုတာဒီကနေလဲ4လက်မအောက်အစင်းရလဲ4လက်မရှိရမယ်အောက်အစင်းရလဲ4လက်မဒါလေပင်ပေါက်ကပတ်လဲဒါ4လက်မပတ်လဲရလေပင်ဖောက်မယ်သူကကြတော့ကျန်တဲ့ဟာလုံးစရာမလိုဘူးဒီတောင်စွန်းလေးကနေပြီးတော့ဘယ်ကိုဆက်မလဲဂျိုင်းမြင်းလေးကိုဆက်လိုက်မယ်ဒါကိုတိုင်းလိုက်ဘယ်လောက်ရှိလဲခွန်း2စိတ်ရှိတယ်ဆိုတော့ခွန်းဆိုတော့3ခွဲနဲ့1စိတ်ထားကဲဒီနေရာဒီတောက်ဖြတ်မြင်းရဲ့တဝက်ကို4စိတ်ဆင်းပြီးလို့ရှိရင်ဒါလေးဆက်လိုက်ရင်ဒီနေရာကဒါဂျိုင်းဖြစ်သွားပြီဒါဂျိုင်းပေါက်ဖြစ်သွားပြီဒါလေပင်ပေါက်ဖြစ်သွားပြီဒါကြတော့အခြေခံပုံသင်နည်းနဲ့လေပင်ဖောက်တယ်ပြီးလို့ရှိရင်6စိတ်ဆင်းတယ်ပြီးလို့ရှိရင်ရင်မြင်းဆွဲတယ်ရင်မြင်းပေါ်မှာဂျိုင်းမှန်ချတယ်ဘယ်နေရာဂျိုင်းဆိုတာသိသွားပြီဆိုတာနဲ့လေပင်ပတ်လေကရင်30နဲ့33ကြာဆို4လက်မပတ်လေ4လက်မအကျဲ4လက်မအဆင်းဒီလေပင်ပေါက်တစ်ခုဖောက်မယ်ဖောက်ပြီးလို့ရှိရင်ဒါတောက်ပြတ်ဆွဲမယ်သူ့တဝက်ကနေပြီးတော့4စိတ်ဆင်းပြီးရင်ဂျိုင်းပေါက်ဖောက်လိုက်တယ်ဒါဆိုလို့ရှိရင်အဲ့တော့ဒါနောက်ချင်းခရိုဖြစ်နေလို့၄စိတ်ပဲအောက်ခြေကနေတက်တယ်ပြီးရင်ဒီနားလေးမှာ2လက်မကိုအဲ့နေရာနောက်ကနေပြီးတော့2စိတ်ဝင်ပြီးတော့ရင်လေးကိုသိမ်းလိုက်မယ်ဒါမှရင်နေရာမှာအင်းကြီးလေးကနေတော်လေးနဲ့ဝတ်လို့ကောင်းမယ်ဒါဆိုရင်နောက်ချမ်းဖြစ်သွားပြီတကယ်လို့နောက်ချမ်းကရှေ့ခွဲဆိုရင်ဒါကိုခောက်ယုံနဲ့သွားမယ်အခုဟာနောက်စီနဲ့ဆိုတော့စက္ကူပတန်ညှက်လို့ရှိရင်တစ်လက်မှစီးစာထုတ်ပေးရမယ်ဒါကျင်သိန်းတာလေးကိုဒါပခုံးပြောက်ကအရင်ကလည်းပြီးလို့ရှိရင်ခြေချမ်းလေးကိုဆက်ဆွဲပြမယ်ဒီကောင်ကဘာလဲဆိုတော့တခါတည်းရှင်းပြမယ်ဒီကောင်ကနောက်ချမ်းစီးနဲ့ချုပ်မှာမို့လို့ရှေ့ချမ်းကိုအညီထားပြီးတော့အောက်ခြေကိုဘိုက်ပူစာလေး6စိတ်တစ်လက်မှဒီလိုမျိုးခွာထားရမယ်နော်ဒါကအနာကြည့်ရဒါကစီးနဲ့ချုပ်မဲ့အင်းကြီးဆိုရင်ထိတ်ကိုအညီထားမယ်အောက်ခြေကို6စိတ်တစ်လက်မှဘိုက်ပူရင်တစ်လက်မှဘိုက်မပူပုံမှန်လေးပဲဆိုရင်6ပုံမှန်လေးဆိုရင်6စိတ်ပိန်လေးဆိုရင်တော့4စိတ်ဒီလိုမျိုးခွာမယ်ဒါဒီလိုမျိုးခွာထည့်ရင်ဒါကတနည်းတကယ်လို့အများသူကရှေ့ဒါကဟိုနင်းနဲ့ဖြစ်သွားပြီးရှေ့ခွဲဆိုရင်ဒါကိုခောက်ရိုးလေးနဲ့ညှက်ကမယ်စီးစာထုတ်เสียမလို့ခောက်ရိုးတိုင်းလေးနဲ့ခောက်ရိုးလို့ရေးရမယ်ပြီးလို့ရှိရင်ဒီထိတ်မှကြားပါကွာမလဲကျဲစည်းကွင်းတို့ကျဲသီးပေါက်ထုတ်တက်ဖို့အတွက်ကို4စိတ်ခွာမယ်အောက်စီကိုအပေါ်4စိတ်ခွာတာနဲ့အောက်ခြေကိုတစ်လက်မနဲ့ဒီမှာ4စိတ်ကနောက်ထပ်ခွာမယ်ဘိုက်ပူစာ6စိတ်ကနဲ့ဒီလိုခွာပြီးထည့်မယ်နော်ဒါကိုရှင်းပြပေးတာကဲတကယ်လို့အခုဟာကြတော့နောက်စီလေးနဲ့ဆိုတော့အပေါ်ကိုအညီထားမယ်အောက်ခြေကို6စိတ်ခွာကဲဒီပုံစံလေးနဲ့ထပ်မယ်ပြီးရင်ဒီတိုင်းလေးပဲမြင်းလိုက်ကူးမယ်နော်တိုင်းလေးနဲ့မြင်လိုက်ပြီးသွားမယ်
ဒါကရှည်ချမ်းဒါပေမဲ့ရှည်ချမ်းမှာကြတော့ရှင်ရှိတဲ့အတွက်ကြောင့်အလေတလဲရနေပြီးတော့2စိတ်လောက်ထပ်ပြီးတော့ရှည်ချမ်းအတွက်ကိုနှိုက်ပေးရမယ်ဂျိုင်းဒါလေးတစ်ခုပဲကွာမယ်ဖိုက်ပူစာထုတ်ထားတာကွာဒါရှည်ချမ်းလဲဒဲနောက်ချမ်းလဲထဲလေပင်းဆိုရင်ဒီပုံစံနဲ့သွားမယ်တကယ်လို့အခုံးလေးနဲ့သွားချင်တယ်ဆိုရင်အောက်ကိုတစ်လက်မလောက်ဆင်းပြီးတော့ဒီလိုပုံစံလေးဆွဲရင်လည်းဒါအရှိမဘယ်လိုပုံလေးဖြစ်မလဲဆိုလေပင်းရှိမကာကြီးခုံးလေးနဲ့ပခုံးပြောက်ပုံလေးရနော်ဒီပုံလေးဖြစ်သွားတယ်အခုကတော့ထဲပဲသွားမှဆိုတဲ့အတွက်ကြောင့်မို့တဲနဲ့ပဲညှက်လိုက်မယ်ဒါကရှည်ချမ်းဒါဖြစ်မလဲဆိုတော့ဒါကိုခောက်ယူနဲ့ပြန်ဆွဲထားတယ်ခောက်ယူလို့ပြန်ရေးပေးရမယ်နောက်စီနဲ့ချုပ်မှာမလို့ဒါလေးတွေပဲကွာအောင်မယ်ဒါဆိုရင်ပိုတဲ့အတွက်ကပြီးသွားပြီနော်လက်ဖောက်နည်းလေးကိုရှင်းပြပေးမယ်အဲ့တော့လက်ကိုဆွဲမယ်လက်ကိုဆွဲမဲ့နေရာမှာအခုနပခုံးမြင့်ကဘယ်လောက်လဲ9လက်မနဲ့2စိတ်ရှိတယ်လေပင်ပတ်လည်းဘယ်လောက်နဲ့ဖောက်လဲ4လက်မနဲ့ဖောက်မယ်ဒါဆိုရင်ပခုံးကြံဘယ်လောက်လဲ3လက်မနဲ့နှုတ်လိုက်ရင်3လက်မနဲ့2စိတ်ရှိမယ်နော်ကိုအခုလိုချင်တဲ့လက်ရှိက8လက်မနော်ချုပ်စာကတလက်မခွဲပဲပေါင်းမယ်နော်တလက်မခွဲပေါင်းလို့ရှိရင်လက်ရှိက8လက်မှာချုပ်စာရဲ့အနာခောက်စာရဲ့1ခွဲပေါင်းမယ်ဆိုရင်ဘယ်နှလက်မရှိမလဲဒါကကြတော့6လက်မခွဲနဲ့3မယ်6လက်မခွဲ3မဲ့နေရာကဒါ8လက်မအကျန်မဲ့လက်ဒါပေမဲ့လို့ရိုးရိုးလက်ဆိုရင်8လက်မကျန်မဲ့လက်ဒါပေမဲ့ပခုံးပြောက်ဖြစ်တဲ့အတွက်ကြောင့်ပခုံးပေါ်မှာဘယ်လောက်ရှိသေးလဲ3လက်မ2စိတ်ရှိသေးတယ်အဲဒါကြောင့်မို့ဘာနဲ့ပြန်ပေါင်းမလဲ3လက်မနဲ့2စိတ်နဲ့ပေါင်းမယ်အဲဆိုတော့12လက်မနဲ့6စိတ်နဲ့လက်အရှိကိုဆွဲပေးရမယ်ဒါလေးတစ်ခုတော့ထူကြတယ်ပုံမှန်ဆိုလို့ရှိရင်လက်ရှိ8လို့ချင်းနဲ့1ခွဲပေါင်းနဲ့9ခွဲနဲ့ဆွဲရုံပဲပခုံးပြောက်မှာကြတော့လေပင်ရဲ့ပတ်လေကိုတိုင်းပြီးတော့နှုတ်ချလိုက်ပြီးဆိုတဲ့အတွက်ကြောင့်မလို့ပခုံးကနေပြီးတော့နှုတ်လိုက်တယ်လေပင်ပတ်လေဆွဲလိုက်တဲ့4လက်မကိုဖယ်ပြီးကျန်တဲ့3လက်မမှာပခုံးပေါ်မှာကျန်မှာဖြစ်တဲ့အတွက်ကြောင့်မို့ဒါကိုလက်အရှိနဲ့ပြန်ပေါင်းပေးရတယ်ဒါလေးတစ်ခုတော့ထူကြတယ်ဒီမှာလက်အရှိကဘယ်လောက်နဲ့ဆွဲမလဲဆိုရင်12လက်မနဲ့6စိတ်ဒါလေးတစ်ခုမှတ်ထားမယ်နော်12လက်မနဲ့6စိတ်မှတ်ထားမယ်တို့ကဂျိုင်းပေါက်ကိုဘယ်လောက်နဲ့ဖောက်ထားလဲဆိုလို့ရှိရင်ဂျိုင်းက8လက်မနဲ့ဖောက်ထားတယ်နော်အဲ့တော့ဂျိုင်းက8လက်မနဲ့ဖောက်ထားလို့8လက်မနဲ့ဆွဲမယ်ဒါပေမဲ့လို့ဒီညီကလက်ဖောင်းလေးဖြစ်တဲ့အတွက်ကြောင့်ဘယ်လောက်နဲ့ပူပေါင်းပေးရမလဲ6လက်မပူပေါင်းပေးရမယ်ဂျိုင်းမြင်းဆွဲအခုံးပြောက်ကလက်ဖောင်းဂျိုင်းမြင်းဆွဲမယ်ဆိုရင်ဂျိုင်းအမှတ်ဂျိုင်းကိုဘယ်လောက်ပေါင်းမလဲ1လက်မပေါင်းပြီးတော့ဂျိုင်းမြင်းဆွဲမယ်လက်အရှိကိုကြတော့ပုံမှန်လက်အရှိပုံသင်နည်းရတွက်ထားတဲ့လက်အရှိကိုဘယ်လောက်လဲလက်အရှိကိုပခုံးနဲ့ကနေပြီးတော့လေပင်နှုတ်လို့ရလို့ကြံတဲ့အဖြေနဲ့ပေါင်းမယ်နော်ဒါလေးပဲထူကြတယ်အဲ့တော့လက်အရှိလိုချင်တာ8လက်မှာပုံသင်နည်းနဲ့တွက်တော့9ခွဲပြီးလို့ရှိရင်ပခုံးမြင်းနဲ့ကနေပြီးတော့လေပင်ပေါက်ဖောက်တဲ့4လက်မကိုနှုတ်ပြီးကြံတဲ့အဖြေက3နဲ့2စိတ်အဲဒါကြောင့်မို့ဒီလက်အရှိက12နဲ့6စိတ်ဖြစ်သွားတာဂျိုင်းကြတော့လေဂျိုင်းကဂျိုင်းတွက်လို့ရတဲ့အဖြေကအခုကရင်က9နဲ့6စိတ်တလက်မနဲ့6စိတ်နှုတ်ရင်8လက်မကဂျိုင်းပြီးလို့ရှိရင်လက်ဖောင်းဖြစ်တဲ့အတွက်ပုံသင်နည်းကိုဆွဲရင်တလက်မပူပေါင်းရမယ်ပခုံးပြောက်ကပုံသင်နည်းမှာ9လက်မနဲ့ဆွဲမယ်အဲကြောင့်မို့ဒီမှာက9လက်မနဲ့ဆွဲတယ်ဒီအရှိက12 6စိတ်ဒီမှာပါရှိတယ်ဒါကဂျိုင်းဒါကအရှိနော်ဒီလိုလေးနဲ့ဘောင်ခတ်လိုက်ပြီဘောင်ခတ်ပြီးသွားပြီဆိုလို့ရှိရင်အခုကလက်ဖောင်းသုံးမယ်ဆိုရင်ဒီဂျိုင်းမြင်းပေါ်မှာလက်ပင်ပေါက်ကဘယ်လောက်နဲ့ဖောက်ထားလဲ4လက်မနဲ့ဖောက်ထားတယ်လက်ဖောင်းတုံးဖို့အတွက်2လက်မပေါင်းပြီးတော့ဒီအမှတ်လေးကိုအသစ်ပြန်မှတ်မယ်နော်ဂျိုင်းပေါက်ဖောက်ဖို့အတွက်ကပါလဲလက်ပင်ပေါက်ပခုံးပေါ်မှာကြံမဲ့လေပခုံးက4လက်မနဲ့ဆင်းထားတော့ကျွန်တော်ပခုံးကြံမဲ့4လက်မအရှိနောက်ကလက်ဖောင်းဖောင်းဖို့က2လက်မနဲ့ဒါ2လက်မပူပေါင်းပြီးတော့ဒီမှာဒီအမှတ်တစ်ခုကိုမှတ်မယ်ဒါပြီးသွားတာနဲ့ဘာလုပ်မလဲနောက်ချမ်းချိုင်းလေးယူမယ်နောက်ချမ်းချိုင်းလေးယူပြီးတော့ဒီကနော်လေပင်ရဲ့အစွန်လေပင်ပေါက်ဖောက်တဲ့ထိတ်ကလေးရဲ့ဂျိုင်းဘက်ကအစွန်ထိတ်ကိုအရှိမှထိမယ်နော်ဒီလိုမျိုးလေးထိပြီးတော့သူ့ရဲ့ဂျိုင်းပေါက်လေးကိုဆွဲလိုက်မယ်ဒါဆိုလို့ရှိရင်ပခုံးပြောက်ပဲလက်ကလေးရမယ်သူကဟိုဘလို့ကွာလက်ကလက်ဝတ်တိုင်းကြရမလို့လက်ဝတ်နဲ့ရိုးရိုးလက်ပလေးနဲ့လက်ဝတ်နဲ့ဆွဲမယ်ဆိုလိုတဲ့နေရာကိုလက်ဝတ်ဆွဲမယ်ဆွဲပြီးရင်ဒီမြင်းဆွဲလိုက်ရင်ဒါလက်ပုံဖြစ်ပြီအခုကကြတော့သေကျိုးစီလေးစီးမှဆိုတဲ့အတွက်ကြောင့်မလို့လက်ဝတ်ကိုလည်းထပ်ပြီးတော့
မသိမ်းတော့ဘူးသေချိုးနဲ့ပဲသိမ်းသွားမှာဆိုတော့ဒါကလက်ကလေးဖြစ်သွားပြီဒီမှာဒီပိတ်စလေးမှာကြတော့ဟိုလေဘင်းပေါ်မှာကွာပါတိတ်လေးဆိုတော့အနားလေးတင်ရင်လှတယ်နိအဲဒါကြောင့်မို့ဒီအနားလေးကိုညှက်ထုတ်ထားလိုက်ပြပေးမယ်နောက်စီလေးနဲ့ချုပ်ပါဆိုတဲ့အတွက်ကြောင့်မို့စီးစာအတွက်တစ်လက်မှပိတ်စရရင်တစ်လက်မှ2စိတ်နော်ဒီလိုလေးခောက်ထားမယ်ခောက်ထားပြီးလို့ရှိရင်နောက်ချမ်းပိတ်စလေးကိုတင်ပိတ်စလေးကိုတင်ပြီးတော့ခဲဆွဲလိုက်နော်ညလိုကောင်းခဲဆွဲပြီးညက်လေးရတယ်နော်ဒါတော့ဒီပိတ်စလေးကအသားလည်းခိုင်းလို့ကောင်းတဲ့အတွက်ဒီတိုင်းလေးပဲထပ်ညက်လိုက်ပိတ်စယူတာလေးမသိမှဆိုလို့ညက်ပြပေးတယ်နောက်ချမ်းညက်ပြီးသွားပြီဆိုရင်ရှည်ချမ်းညက်လို့ရမယ်သူကပိတ်တဲ့အတွက်ကိုလိုချင်တဲ့အတိုင်းဒါလေးရတယ်ဒါခောက်ရုံးနဲ့လို့ပြောထားတယ်ဒါကနောက်ချမ်းအရှိချမ်းရဲ့ကိုယ်တယ်လေးခောက်ရုံးလေးနဲ့ညှက်မှာပခုံးမှာလည်းအနားလေးနဲ့ကုတ်ပြီးတင်ချင်လို့ဒီအနားလေးကြံတဲ့အနားလေးတစ်ပိုင်းကိုညှက်ထားမှာဒီမှာလက်ညှက်ဖို့ဆိုဒီမှာခောက်ရုံးဆိုတော့ခောက်ရုံးဘက်မှာထားမယ်ဒီမှာကြာရင်ဒါလက်ဝနော်အဲ့တော့ဒါလေးကိုညှက်ပြနာဆိုဒီတိုင်းနဲ့ထားလိုက်တော့မမကချားချက်ဒါကြတော့အောက်ခြေကိုဒီမှာချိုးချင်လက်လေးနဲ့အနားစီလိုက်မယ်ဒါကပခုံးတင်မယ်ဒီလိုမှန်တယ်ဆိုပေမဲ့လို့ဒီနားမှာကြာလို့ရှိရင်ဖောင်မောင်ရင်းဖြစ်သွားတယ်လို့ဒီလက်အဝါကိုတော့မသိဘူးဒီနားလေးကိုနည်းနည်းလေးဂျိုင်းပေါက်နားလေးကိုနည်းနည်းလေးသိမ်းထားပေးလိုက်နော်ဒါချိုချင်လက်နဲ့တေချိုးလေးစီမယ်ဒီကပခုံးတွန်းလေးထားမယ်ဒါဂျိုင်းတွဲမယ်ဒါကိုလုံးကျက်အင်းကြီးလေးဖြစ်တဲ့အတွက်ကြောင့်မလို့ထောက်မှတ်ကမယ်ထောက်ကပခုံးကလေလက်မှတ်မှာဖြတ်ထားတဲ့အတွက်ကြောင့်မလို့အပေါ်မှာလေလက်မှတ်ထားပြီးတော့ဒီမှာထောက်မှတ်မယ်ဘယ်လောက်လဲဆိုတော့နောက်ချမ်းဆိုရင်6လက်မှတ်မှာတစ်မှတ်ရှိမယ်နောက်ခါကျတော့14မှာတစ်မှတ်ရှိမယ်အဲ6လက်မှတ်တစ်မှတ်ကကျတော့ဒီဘေးဆိုကနေပြီးတော့4လက်မှတ်ရောက်မယ်နေမှာ14မှာတစ်မှတ်ရှိတယ်ဒီနေရာနော်ဒီနေရာကတောက်ဆွဲရမယ်နော်ဒါဒီဘက်ကခါနေရတောက်ကဟိုဘက်4စိမ့်ဒီဘက်4စိမ့်တင်နေရတောက်ကဟိုဘက်2စိမ့်ဒီဘက်2စိမ့်ဒါနောက်ချမ်းနဲ့ဒါတောက်ကလေးနော်ပြီးရင်ရှည်ချမ်းကကြတော့နောက်ချမ်းအလီလက်မှာဆိုရင်ရှည်ချမ်း36စိတ်3ခွဲမှာပဲမှတ်လို့ရတယ်သူ့ကိုလည်းအပေါ်ကနေပြီးတော့4လက်မှာခြံထားမယ်ပြီးရင်ရှည်ချမ်းကကြတော့10ခွဲမှာဆင်းတာနော်ဒါ10ခွဲနေရဒီဘက်ကနေပြီးတော့3ခွဲမဟုတ်ရင်36စိတ်သုံးလို့ရတယ်ပြီးရင်ဒီရောက်မဲ့နေရကြတော့ဘယ်နေရလဲဆိုတော့14ရောက်မဲ့နေရဒီမြင်းလေးကိုဆွဲပြီးတော့ဟိုဘက်4စိမ့်ဒီဘက်4စိမ့်နဲ့တောက်ထက်ဒီဘက်4စိမ့်ဟိုဘက်4စိမ့်ခါနေရတင်နေရဘေးဆို2စိမ့်စီနောက်ပြီးရင်ဒီကနေထောက်ပြီးတော့ဘက်ကိုတောက်ကူးမယ်ပြီးရင်ဒီဘက်တောက်ဆွဲထားတဲ့နေရာနေပြီးတော့တောက်ပြန်မှတ်မယ်ဒီမြင်းဆွဲမယ်ခါနေရကတစ်ဖက်ကို4စိမ့်တင်နေရကတစ်ဖက်ကို2စိမ့်ကြာပြီနောက်ချမ်းစီးစာချန်ထားတဲ့တလက်မကိုစီးတက်ဖို့အတွက်ပိတ်လိုက်မယ်အဲ့နေအားနေပြီးတော့စီးတက်မှာအခုလောလောဆယ်ကတောက်ထည့်ပြမယ်တောက်တက်မှတ်ထားတဲ့အမှတ်ကလေးတွေကိုတောက်ထည့်မှာ
စိတ်နေရခါနေရရမယ်အထောက်ထားပြီးတော့ထိတ်ထက်ပြီးပြန်ချွန်ပြီးတော့နေမယ်ထိတ်ချွန်ရလို့ရှိရင်လက်တစ်လုံးလောက်ခံပြီးတော့ဖြတ်ရအောက်ကဘယ်နှစ်လက်မပေါ့နှစ်လက်မအောက်ခြေကနေပြီးတော့နှစ်လက်မအကွာမှာစီကိုဒီပုံစံလေးနဲ့အခုနချုပ်ရိုးချောင်းနေရမှာတင်မယ်ကြီးရကြတော့ချက်ခွဲလောက်နဲ့တက်လိုက်အပေါ်မှာကြတော့တစ်လက်မကွဲနှစ်လက်မပေါ့နော်အပေါ်လည်းနှစ်လက်မအကွာမှာတုံမယ်အောက်လည်းနှစ်လက်မအကွာမှာထားမယ်ဟုတ်ဒီနေရာလေးမှာခြိတုပ်ထားမယ်ဒီမတက်ခင်မှာခြိတုပ်ထားမယ်စီးထိတ်ရောက်မယ်နေရာဟုတ်ချုပ်ရိုးချောင်းရဲ့အလဲစီးချောင်းရဲ့အလဲနဲ့အညီထားပြီးတော့ဘေးဘက်ဘေးမြင်းလေးမှာခဏတွဲအရာကြီးပေါ့အရဲတဲ့တွဲထားလိုက်မယ်ချုပ်ရိုးချောင်းနဲ့စီးလည်းရောင်းအညီပဲစီးအောက်ခြေလေးကိုစီးရဲ့စီးခေါင်းထိတ်တဲ့အောက်ခြေလေးကိုခောက်သွင်းထားမယ်ဒီမှာလည်းစီးကောင်းထိတ်နာအောက်ခြေလေးကိုအထက်ထဲခောက်သွင်းပြီးတော့ဘေးအနာသားလေးကိုနင်းထားတယ်အလဲအချုပ်ရိုးချောင်းနဲ့စီးရဲ့လမ်းကြောင်းတွေကတညီပဲကြောက်တယ်ဒါပြီးရင်အခုနချုပ်ထားတဲ့ကြိုပြီးတော့စီးတက်ဖို့တလက်မချုပ်ထားတဲ့ချုပ်စာလေးတွေကိုဖြုတ်လိုက်ဒီချုပ်ရိုးချောင်းဖြုတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီပုံစံလေးရမယ်နော်ဒီပုံစံလေးရပြီဆိုလို့ရှိရင်စီကောင်းကိုထည့်လိုက်မယ်စီဒီအခုရောက်ပြီဆိုရင်စီကောင်းကိုဒီအထောက်ဘက်ကိုဆွဲထုတ်ထားလိုက်နော်ဆွဲထုတ်ထားလိုက်ပြီးတော့ချုပ်စာနဲ့ဘာလို့ချုပ်ရိုးနဲ့ကတ်နေမယ်နင်းပြလိုက်ကျနင်းပြนะคะဘယ်လိုပြောရမလဲနင်းမိပါရဲ့ဒီမှာစီးကိုနင်းပြီးပါပြီကတ်ပြီးတော့နော်ပြီးလို့ရှိရင်ဒီသွင်းထားတဲ့စီကောင်းလေးကိုပြန်ထုတ်မယ်စီးလေးကိုစီကောင်းကိုပြန်ထုတ်လိုက်ပြီးဆိုရင်ဒီမှာဆက်လိုက်ရင်စီတက်ပြီးသားလေးဖြစ်သွားပြီနော်ပြီးလို့ရှိရင်အနာလေးတွေအနာအဲ့နာအဲ့ဒါလေးကိုအနာဒါနဲ့ကွတ်မယ်နော်မလှဘဝနေပြီးတော့တင်ကွတ်ပြီးတော့အလှဘက်ကိုပြန်ချိုးပြီးတော့အမိတ်ကလေးကိုအပြင်မှာထားမယ်ပိတ်စားရမလှပေါ်မှာဒီအမိတ်ကအလှကိုတင်ပြီးတော့မြင်မယ်ဒီဟာတင်လို့ဒီဘက်နဲ့ထပ်ဒီဘက်ကိုပိတ်စားအပို့ထားမယ်ပြီးတော့မှပို့တဲ့ဟာကိုညှက်ထုတ်ပြလိုက်မယ်နော်ဒီနာလေးကိုခောက်ပြီးတော့ချိုးပြီးတော့အလှချောင်းတင်မယ်တကြောင်ခောက်တကြောင်အမိန်နာလေးပေါ်အောင်လို့ကျန်တဲ့အနာပြောင်စားလေးကိုတကြောင်ခောက်ထားတယ်လက်ဖောင်းတွေအနာလေးကိုရှစ်လက်မကျန်အောင်တွန်းမယ်လက်ဖောင်းစီလေးအတွန်းတွန်းပြီးလို့ရှိရင်ကွာရှစ်လက်မကျန်အောင်အဲ့ဒါနဲ့ကြိုက်ပြီးတွန်းတော့လေးစိတ်ချလေးကိုလက်စိတ်တွန်းလေးတွေတွန်းဆုံးကျန်ကပခုံးကိုလေးလက်မနဲ့ဆင်းထားတဲ့အတွက်ရှစ်လက်မကျန်ရမယ်နော်ဒါလေးရပြီဒါပြီးရင်ဒီကောင်ကိုအနာကွတ်မယ်မလှဘဝနေပြီးတော့ပိတ်စာလေးကိုခောက်ရုပ်ခောက်ပြီးတော့အနာကွတ်မယ်ဒါဆိုအထဲဝင်ဒီလိုတော့ဟိုအမိတ်လေးကအပေါ်မှာတင်ချင်တာ
ခောက်တယ်ကဲအမိတ်ပေါ်အောင်လို့ဒီမှာအနာသက်လေးကိုတင်ပြီးတော့နင်းလိုက်မယ်အဲ့ဒါဆိုလက်ဖျားမှာအမိတ်ကလေးပေါ်လာပါဒီကပခုံးဘက်အချမ်းပခုံးဘက်အချမ်းကရှင်ဘက်အချမ်းကနေစပြီးတော့တွဲမယ်ပြီးရင်ဒါဂျိုင်းတွဲတာလို့ပေါ့ချုပ်စား၄စိမ့်နဲ့သွားမယ်ဒီဘက်ကပခုံးနဲ့ဒီမှာရင်နဲ့ဒီလိုတိုင်းပြီးတော့တင်တွဲမယ်ဒါရှေ့ချမ်းပေါ်မှာတစ်ခါတင်တွဲတာပြီးရင်ကျန်တဲ့နှစ်ခုကိုနောက်ချမ်းမှာပြန်တွဲရင်အဲ့ဒါလက်တွဲပြီးသားလေးဖြစ်သွားလို့ရချမ်းပြီးပါလက်ပြီးသွားပြီပြီးလို့ရှိရင်ဒီလက်တစ်ချမ်းနောက်ချမ်းတွဲရမှာမဟုတ်လို့နောက်ချမ်းကိုတယ်မလှအလှချင်းပူပြီးတော့ဒီမှာလက်လာတွဲမယ်ကျန်ခဲ့တဲ့တစ်ဖက်ကိုလည်းဒီဘက်ကအလှနဲ့ပူပြီးတော့ဒီဘက်ကျန်ခဲ့တဲ့လက်တစ်ဖက်နဲ့လာတွဲမယ်အဲဆိုရင်လက်တွဲပြီးသားလေးဖြစ်အခုဒီမှာလက်အဖျားစီလေးကိုချိုးချင်လက်လေးလုံးမှာနော်အဲ့အတွက်တေးကျိုးထည့်ဖို့ဒီပိတ်စရဲ့ခေါက်ရိုးကိုနည်းနည်းလေးတော့ပို့ထားတာပိတ်စခေါက်ရိုးကိုနည်းနည်းပဲပို့ပြီးတော့ညှက်ထားမှာသူ့ရဲ့ခေါက်ရိုးနဲ့ပဲတေးကျိုးထည့်မှာဒီမှာအလှထားခြင်းလို့ဒီမှာအမိတ်နဲ့ဆက်ထားတာเนาะပထမရိုးရိုးလက်လေးပဲရိုးရိုးလက်ဖောင်းလေးစီးဖို့လှုပ်ထားတာဒီမှာအမိတ်ကလေးနဲ့ဆိုလို့ရှိရင်ပိုလှလို့ဖြတ်ပြီးတော့အမိတ်နဲ့ပြန်ဆက်ထားဆက်ရရဲ့အောက်ခြေလေးကနေပြီးတော့ပတ်နေမှာဒီဘက်ပြတ်တော့ဖြစ်နေဟိုဘက်ဒီဘက်တုတ်ထားလိုက်ရတော့ဒီကျိုးကိုဆက်ကဆိုးကြောင်းလိုက်နေတော့ကိုယ်တိုင်းလေးချပေးမယ်ရှင်ရသူရှင်ရ32ဆိုလို့ရှိရင်ဒီဘက်ဂျိုင်းအောက်အစုံကနေပြီးတော့တိုင်းမယ်16ဆိုရင်ဒါသူ့ကို32ဆိုရင်16တဝက်က16ကျန်တဲ့ဟာလေးကိုတိုင်းလိုက်မယ်အခု3လက်မရှိရဆိုရင်ချုပ်စာက1ခွဲတယောက်တဝက်စီဝက်ပေးမယ်ဒီဘက်ကိုလည်း1ခွဲပြင်မှန်ပြီးရင်ခါက26ခါ26ဆိုရင်73ရှိရမယ်73တိုင်းမယ်ပိုတဲ့ဟာကိုတဝက်ဝက်ပြီးတော့တစ်ချမ်းစီမှာသုံးမယ်တင်ရ28ဆိုတော့14ရှိတယ်14ဆိုတော့ပိုတဲ့ဟာကိုသူ့ကိုလည်းတဝက်ဝက်ပြီးတော့သုံးပါမယ်လက်ဝါကတော့အဖျားစီးလိုက်တဲ့အတွက်တိုင်းရမလို့တော့ဦးတက်လက်မှပဲချုပ်လိုက်မယ်အတိုင်းမှတ်ထားတဲ့အတိုင်းပဲကိုလုံးကိုတိလိုက်မယ်အခုပခုံးပြောက်အင်းကြီးလေးပြီးသွားပြီနော်